ဘီလီယံနာအမျိုးသားတစ်ယောက်ဟာသူ့ရဲ့အခန်းကိုတန်ရှင်းရေးလုပ်နေတော့မှသူ့ရေးစားဟောင်းထားခဲ့တဲ့ဖုန်းဟောင်းလေးတစ်လုံးကိုမတော်တဆတွေ့ရှိသွားပါတယ်။သူဟာဆက်စုချင်းစိမ့်နဲ့ဖုန်းကိုဖွင့်ကြည့်လိုက်တဲ့အခါဖုန်းလေးကငွေလက်ကျန်ကိုမြင်လိုက်ရတာနဲ့တပြိုင်နက်နှင်းတက်သွားပါတော့တယ်။ဒီနှစ်တွေတစ်လျှောက်လုံးသူပို့ပေးခဲ့တဲ့ဒေါ်လာတန်းပေါင်းများစွာကိုသူမဟာတပြားတစ်ချက်မှမသုံးဆွဲခဲ့ဘူးဆိုတာသူလုံးဝထင်မထားခဲ့မိပါဘူး။ဒါကိုမြင်လိုက်ရတဲ့အခါသူဟာချက်ချင်းဆိုသလိုနောက်တရားမိသွားပြီးလွန်ခဲ့တဲ့နှစ်အနည်းငယ်ကအဖြစ်အပျက်တစ်ခုကိုပြန်သတိရသွားပါတယ်။အဲ့ဒီတုန်းကသူကအမဲသားစားခြင်းလေလို့ပြောခဲ့ဘူးတာကြောင့်သူ့ရေးစားကစကားမပြောနိုင်တဲ့သူမရဲ့မိခင်ဖြစ်သူကတစ်ဆင့်အမဲသားဟင်းပို့ပေးခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာအမျိုးသားကအရေးကြီးတဲ့ဖောက်တဲ့တယောက်နဲ့တွေ့ဆုံနေတာဖြစ်လို့တခြားသူတွေရဲ့လှောင်ရည်မှုကိုမခံချင်တာကြောင့်သူ့ရေးစားရဲ့အမေကိုမသိတယ်လို့ဟန်ဆောင်ပြီးအဆောင်တွေကိုမောင်းထုတ်ခိုင်းခဲ့ပါတယ်။ဒီကိစ္စကြောင့်သူရေးစားဟာအကြီးအကျယ်စိတ်ထိခိုက်ပြီးသူ့ကိုရန်ဖြစ်ခဲ့ပေမဲ့အမျိုးသားကတော့ဒါကိုအရေးမစိုက်ခဲ့ပဲသူမကိုကလေးကလားနိုင်တယ်လို့ပြောဆိုကဒေါသတကြီးထွက်သွားခဲ့ပါတယ်။ဒါကြောင့်လည်းအဲ့ဒီမိန်းကလေးဟာနာကျင်မှုအလုံးကိုတယောက်တည်းတိတ်တဆိတ်ခံစားခဲ့ရတာပါဒါပေမဲ့ဒီနေ့မှာတော့သူမဟာအချိန်ချင်းအဆက်ခွဲခံရတာကိုစိတ်ကုန်သွားပြီးသူ့ဘဝတွေကထွက်သွားတဲ့အခါမှသာအမျိုးသားဟာသူ့ကိုဘယ်လောက်ချစ်ခဲ့တယ်လဲဆိုတာသိလိုက်ရပါတော့တယ်။အဲ့ဒီအချိန်မှာဘီလီယံနာဟာသူမသွားပြီဆိုတာကိုနားလည်သွားပြီးစစ်မှန်တဲ့အချစ်ကိုဆုံးရှုံးလိုက်ရပြီဆိုတာသိလိုက်ရပါတယ်။ဒါကြောင့်သူဟာအိမ်ကူစီကဖုန်းကိုယူပြီးသူမစီကိုဖုန်းဆက်ကကိုနေမကောင်းဖြစ်နေတဲ့ကျေးဇူးပြုပြီးပြန်လာခဲ့ပါလို့ပြောလိုက်ပါတယ်။ဒါပေမဲ့မိန်းကလေးကအေးဆက်ဆက်လေးတန်နဲ့နေမကောင်းရင်ဆေးရုံသွားလေကျမကဆရာဝန်မဟုတ်ဘူးလို့ပြောပြီးဖုန်းချသွားခဲ့ပါတယ်။ဒါကိုကြားလိုက်ရတဲ့အမျိုးသားဟာဒေါသတွေထွက်ပြီးသူမပြန်မလာမချင်းဆေးရုံမသွားဘူးလို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ခဏအကြာမှာတော့သူ့ညီမအိမ်ပြန်ရောက်လာပြီးတတိယနေတဲ့အကိုဖြစ်သူကိုတွေ့တာကြောင့်ဆေးရုံကိုချက်ချင်းပို့လိုက်ပါတယ်။ဆရာဝန်တွေကတော့ဒါဟာအစာအိမ်နာဖြစ်တာဖြစ်ပြီးစိုးရိမ်စရာမရှိဘူးလို့ပြောပါတယ်။ဒါပေမဲ့ဒီဖြစ်ရကြောင့်မျိုးသားရဲ့အမေဟာဒေါသတွေထွက်ပြီးသူ့သမီးကိုပါခေါ်ပြီးရေးစားဟောင်းဖြစ်သူကိုတွားရောက်ရန်တွေ့ပါတော့တယ်။တစ်ဖက်မှာလည်းအမျိုးသားကတတိပြန်ရလာပြီးအိမ်ကူကသူ့မိဟာရေးစားဟောင်းကိုရန်သွားတွေ့နေပြီဖြစ်ကြောင်းပြောပြပါတယ်။ဒါကိုကြားလိုက်တဲ့အခါမှာတော့အမျိုးသားဟာအရန်ကိုပျော်သွားပါတယ်။ဘာကြောင့်လဲဆိုတော့သူမဟာသူ့မိရဲ့စကားကိုညှင်းဆန်နိုင်မှာမဟုတ်ဘူးလို့သူယုံကြည်နေလို့ပါပဲ။